မိဖုရားခေါင်ကြီးနေရာအတွက်လူရွေးကိုဧကရစ်အားညွှန်းဆိုပြခဲ့သည်လီတီဝေးဆိုသည်မှာသူမ၏သမီးဖြစ်သည်မိမမြတ်ဖြစ်တည်လာပြီးနောက်တပြင်းလုံးငြိမ်သက်သွားသည့်အခါဧကရစ်၏နှုတ်ခမ်းဆုံးများတုံ့လှုပ်သွားခဲ့သည်အဘယ်ကြောင့်ဆိုသောထိုနေရာ၌ရှိသောကျွန်ုပ်တို့အားလုံးသည်လီတီဝေးဟုအမည်တွင်နေကြသောကြောင့်ဖြစ်သည်နန်းရင်ပြင်မကြီးအတွင်းဝါရွက်မြပင်မလှုပ်ဘဲငြိမ်သက်သွားသည်ဧကရစ်ရှောင်၍သည်မျက်လွှာကိုဖွင့်လိုက်ပြီးအောက်တွင်ဒူးထောက်နေသောမိမပြိုအားအေးဆက်စွာဝေးကြည့်လိုက်သည်ကြီးဖေယုံတမက်ရေးရာဝင်ကြီး၏တမီးငယ်လွန်ခဲ့သော3လကမတော်တဆရေထဲပြုတ်ကျခဲ့ပြီးနောက်အနာဂတ်ကိုကြိုတင်သိမြင်နိုင်သောအစွမ်းများရရှိလာခဲ့ပုံရသည်အိမ်အောင်စု၏မမကြီးဝမ်းပိုက်ထဲရှိတနေသားသည်ယောက်ျားလေးလားမိန်းကလေးလားဆိုသည့်ကိစ္စသေးသေးလေးမှအစပုရှုဒေတာ၏ရေဘေးအန္တရာယ်နှင့်လှေငယ်များလှိုင်းတံခံရမည့်ကိစ္စကြီးကြီးအစုံသူမ၏နှုတ်မှထွက်သမျှကြိုတင်ခံမှန်းချက်များအားလုံးအမှန်တကယ်ဖြစ်လာခဲ့သည်ယခုအခါသူမသည်နန်းရင်ပြင်၌ဒူးထောက်ရင်းဧကရိတ်အားမိဖုရားခေါင်ကြီးဖြစ်လာမည်သူကိုကြိုတင်ဟောကိန်းထုတ်ပြနေခြင်းဖြစ်သည်ကြီးမတ်ကြီးမှာထိတ်လန့်လွန်း၍ခန္ဓာကိုယ်ပင်တုန်ရင်လာပြီးအလျင်အမြန်ရှေ့ထွက်ကအပြစ်ရှိကြောင်းတောင်းပန်လိုက်သည်လီတီဝေးရှောင်၍ဤနှုတ်မှအတန်ထွက်လာသည်ဝမ်းနေတာလားဝမ်းသာတာလားခွဲခြားရခတ်တော်လဲရှည်လျားစွာရွတ်ဆိုလိုက်သောထိုအတန်ကြောင့်ဧည့်သည်ပရိသတ်အပေါင်းမှာရုပ်ကြီးတုန်လှုပ်ခြောက်ခြားသွားကြသည်ရှမ်ဖေးနှင့်တဲဖေးတို့တယောက်ကိုတယောက်ကြည့်လိုက်ကြသည်ရှူးဖေးနှင့်ရိုးပင်တို့လည်းအချင်းချင်းမတင်ကားသလိုကြည့်ကြသည်နောက်ဆုံးတွင်ဧကရစ်၏ဘေး၌ခစားနေသောနန်းတွင်အစီကံမလေးပင်နှင့်စိုးရိမ်တကြီးဖြင့်အင်ကြီးလက်အစွန်းကိုစုပ်ချေနေမိသည်ရှောင်၍၏အကြည့်သည်တဖြည်းဖြည်းလှည့်ပတ်ကြည့်ရှုအပြီး၌ကျမ၏မျက်နှာထက်တွင်ရက်တန့်သွားသည်အကြည့်ချင်းဆုံတွေ့သွားသည့်ခဏ၌သူ၏မျက်လုံးထဲတွင်ပြည့်ရည်ပြုလိုသည့်အရေးအယောင်ကိုကျမဖတ်ရှုလိုက်ရသည်ဂုံတရေရှိမိဖုရားကြီးကောဘလို့မြင်လဲကျမသည်တည်ငြိမ်အေးဆေးစွာဖြင့်မတ်တက်ထရက်ကအလေးပြုလိုက်သည်ကြီးမိမပြိုကဆန်းနောက်နေတာပါကြားပြီးရင်မေးလိုက်တာပိုကောင်းပါတယ်ဆန်းနောက်နေတာမဟုတ်ပါဘူးကြီးဖေယုံကတစ္ဆာရှိစွာညှင်းခုန်လိုက်သည်သူမ၏တည်ငြိမ်ဆွဲမြဲသောမျက်နှာထားကြောင့်တုံလို့ခြောက်ခြားမှုများကကျမလိုလားသည့်အတိုင်းပြည့်နှက်သွားခဲ့သည်ကျမပြောသမျှအမှန်တွေကြီးပါပဲအရင်ကခံမှန်းခဲ့တာတွေကကျမအတွက်သက်သေထူပေးနိုင်ပါတယ်ပရိသတ်တခွင်မျက်နှာအမူအရာအမျိုးမျိုးဖြစ်သွားကြသည်ကြီးဖေယုံသည်တုံတုံရီဖြစ်နေပြီးမြင့်မြတ်သောပလင်ပေါ်မှရှောင်၍၏မျက်နှာတွင်မူမြည်သည့်ခံစားချက်မျှမပေါ်ဘဲစာပွဲခုံကိုလက်ချောင်းဖြင့်ခောက်လိုက်သည်တိပြီးထိုစကားလေးခွန်းများဖြင့်ကြီးဖေယုံ၏မျက်နှာသည်တဖြည်းဖြည်းဖြူလျှော့သွားခဲ့သည်ရှောင်၍သည်ပြေး၏ညီငွေသွားဟန်ဖြင့်ဧကန်ပွဲဝိုင်းတက်လက်စဖြင့်ပင်ထရက်ကာထွက်ခွာသွားခဲ့သည်ထွက်ခွာစဉ်တွင်သူသည်ကြီးဖေယုံကိုလှည့်ကြည့်လိုက်ပြီးသူမကိုနန်းတွင်းဆောင်မှာခိတ္တနေထိုင်ပါစေဟုမိန့်တော်မူခဲ့သည်ညီတိပွဲတစိမ့်မျှမအပ်နှင်းခဲ့သလိုယာရူးလည်းမပေးခဲ့ဘဲနန်းတွင်း၌တသက်မျှသာနေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဧကန်ပွဲပြီးဆုံးချိန်တွင်ထိုင်ကုန်ပေါ်၌စိတ်လွင်ပြီးတပြင်းချနေသောကြီးဖေယုံကိုကျမအကဲခတ်ကြည့်လိုက်သည်သူမ၏မျက်လုံးထဲတွင်စူးစမ်းမရသောဇဝေဇဝါဖြစ်မှုများနှင့်ထိတ်လန့်မှုများပြည့်နှက်နေသည့်ဧကရစ်ကအဘယ်ကြောင့်အတိတ်ပဲမရေမရာရှိသောထိုအမိန့်ကိုထုတ်ပြန်ခဲ့ရသည်နည်းဆိုသည်ကိုမတွေးတောနိုင်ပုံရသည်အကြောင်းမှာမူလဘဝတုန်းကသူမသည်ထိုကြိုတင်ခံမှန်းချက်များဖြင့်ပင်နန်းတွင်းဆောင်တစ်ခုလုံးကိုစိုးမိုးအုပ်ချုပ်ပြီးအလွန်တရာအနှဲ့ခံခဲ့ရဘူးသောကြောင့်ဖြစ်သည်မူလဘဝတုန်းကကျမသည်သားကြီးကိုမွေးဖွားပေးခဲ့သည့်အကြောင်းရင်းကြောင့်မိဖုရားခေါင်ကြီးအဖြစ်စောစည်းစွာပြီးသိမ့်မြောက်ခြင်းခံခဲ့ရသည်ပကတ်ထဲမှသားငယ်လေးစကားစတင်တင်ယူနေချိန်တွင်ကျမသည်မြင့်မားသောပလင်ထက်၌စိုးစံရင်းနန်းတွင်းသို့ရုတ်တရက်ရောက်ရှိလာသောထိုစမ်းကျဲသည့်မိမပြိုကိုနားမလည်နိုင်စွာစိုက်ကြည့်နေခဲ့မိသည်သူမသည်ငါဧကရစ်နိုင်ငံအတွက်ဖျားသခင်ပေးသနာလိုက်သည့်မင်္ဂလာရှိသောနမိတ်တစ်ခုဖြစ်လိမ့်မည်ဟုကျမတွေးတောခဲ့ဘူးသည်သူမသည်ဘရင်အားမြည်သို့သောမိုးတက်မုန်တိုင်းဆိုင်ရာနမိတ်များကိုတင်ပြနိုင်မလဲအားလုံးသည်တိုင်းသူပြည်သားများအတွက်ကောင်းကင်ဘုံ၏ကောင်းချီးများဖြစ်လိမ့်မည်ဟုမျှော်လင့်ခဲ့သည်သို့သောသူမသည်ဥညွတ်လိုက်ပြီးသူမ၏အကြည့်ကိုကျမ၏မျက်နှာထက်သို့တဖြည်းဖြည်းစူးစီးလိုက်ကကျမ၏ဘဝတစ်ခုလုံးကိုတင်းချိုင်းတွင်သို့တွန်းပို့လိုက်မိထိုစကားများကိုဖွင့်ဟလိုက်လေတော့သည်အရှင်မင်းကြီးလီတီဝေးဆိုသည်မှာသူမ၏သမီးဖြစ်သည်မိမမြတ်ဖြစ်တည်လာပြီးနောက်ကျမ၏မျိုးရိုးကလီဖြစ်သည်မြင့်မြတ်ပြီးရင်ကျေးလိမ္မာသည်ဟုအမည်တွင်သည်ပရိသတ်တခွင်လုံးထိတ်လန့်သွားခဲ့ကြသည်ပုရှုဒေတာ၏ရေဘေးအန္တရာယ်လှေငယ်များအစဉ်ပြေသွားခြင်းစသည့်နမိတ်များကိုအခြေခံအုတ်မြစ်အဖြစ်အသုံးပြုထားသဖြင့်ထိုကြိုတင်ခံမှန်းချက်၏တိကျမှုကိုမြည်သူမျှမတန်လျောက်ဝင်ရဲကြပေခဏချင်းမှာပင်ကျမအပေါ်ဆွဆွဲပုတ်ခတ်မှုများမိုးချင်းတန်ကဲ့သို့ဆူညံသွားခဲ့သည်အမတ်အပေါင်းကလည်းကန့်ကွက်ကြသည်ကျမတွင်မိဖုရားခေါင်ဖြစ်ထိုက်သည့်တီလာမရှိဟုဆိုကြသည်အခြားသူများကကျမသည်အခွင့်အရေးယူကာငှက်တိုက်ကိုလူယူထားသည်ဟုဆွဆွဲကြသည်ကျမသည်တားငယ်လေးကိုပွေ့ပတ်ထားရင်းနေ့စဉ်နေ့တိုင်းထိတ်လန့်စိုးရိမ်မှုများဖြင့်အိမ်မက်ဆိုးများမက်ကလက်နိုးခဲ့ရသည်ရှောင်၍သည်ကျမအပေါ်မေတ္တာနှဲငယ်ကြံရှိနေသည်သဖြင့်မုန်တိုင်းများကိုအကြိမ်ကြိမ်အုပ်ဖိပေးခဲ့သည်ကျမသည်ဝမ်းသာအားရကျေးဇူးတင်မိပြီးကျမသည်
နေယောက်ျားမှန်ကိုရွေးချယ်ခဲ့မိသည်ဟုဆွဲမြဲစွာယုံကြည်ခဲ့သည်ကျမသာအကောင်းဆုံးစ조사နေထိုင်ပါကပုတ်ခတ်ခံရမှုများတဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မည်ဟုထင်မှတ်ခဲ့သည်ကျမသည်နန်းတွင်း၌ရာပေါင်းများစွာသောအားစိုက်ထုတ်မှုများကိုအသုံးချခဲ့ပြီးနန်းတွင်းရှိညီမငယ်များအပေါ်ပုံမသဘောထားပြေဝကနူးညံ့ပျော့ပြောင်းစွာဆက်ဆံခဲ့သည်မြောက်ပိုင်းစစ်ရေးအတွက်ရိက္ခာထောက်ပံ့နိုင်ရန်ပင်ကျမ၏စုဆောင်းထားသမျှရွှေငွေအားလုံးကိုပေးလှူခဲ့သည်တဖြည်းဖြည်းနှင့်တိုင်းသူပြည်သားများနှင့်အမတ်များကကျမ၏သဘောထားပြေဝမှုနှင့်တရားထက်သန်မှုကိုချီးမွမ်းလာကြသည်မြောက်ပိုင်းစစ်ပွဲအောင်နိုင်ပြီးနောက်ကြီးဖေယုံသည်မြင့်မြတ်သောဧည့်သည်ဖြစ်ပူဇော်ခံခဲ့ရသည်သူမ၏ကြိုတင်ဟောကိန်းနှစ်ခုကြောင့်ဧကရစ်နိုင်ငံသည်စစ်ပွဲရှုံးနိမ့်သည့်အခြေအနေမှပြောင်းလဲသွားခဲ့ရသည်ဧကရစ်ကသူမအားမြည်သို့သောဆုလက်မျိုးလိုချင်သည်နည်းဟုမေးမြန်းသည့်အခါသူမသည်အရက်မူးလွန်ပြီးမတ်မွန်ပွင့်ရောင်မျက်နှာဖြင့်ယတနာကဲ့သို့တောက်ပသောမျက်လုံးနှလုံးဖြင့်ကျမကိုမမေ့မတုံစိုက်ကြည့်လိုက်သည်သူမ၏အတန်သည်အလွန်တိတ်ဆိတ်တော်လဲဓားသွားကဲ့သို့လူတိုင်း၏နှလုံးသားကိုထိုးဆွေးဝင်ရောက်သွားခဲ့သည်အရှင်မင်းကြီးအခြားသူများကမိဖုရားခေါင်ကြီး၏နေရာကိုလူယူထားပါကမိမ့်မမြတ်သည်ဆင်းသက်လာနိုင်မည်မဟုတ်ပါထိုခဏ၌ကျမသည်ရေခဲရင်းသို့ပြုတ်ကျသွားသကဲ့သို့ခန္ဓာကိုယ်တစ်ခုလုံးမထိန်နိုင်ဘဲတုန်ရင်သွားခဲ့သည်အေးဆက်လွန်း၍မဟုတ်ပါကြောက်ရွံ့လွန်း၍ဖြစ်သည်ကျမသည်ညီသည့်အမှားမျှမလုပ်ခဲ့ပါဘဲအဘဲကြောင့်6ကန်းပါးထဲသို့တွန်းချခံရသည့်နာကျင်ဖွယ်ရာထိတ်လန့်မှုကိုခံစားရပါသည်။ရှောင်ရွေး၏မျက်နှာတွင်ဝေဝေဝါးဝါဖြစ်နေသည်ကိုကျမချောင်းကြည့်လိုက်ရသည်သူတုန်လှုပ်သွားသည်ကိုကျမမြင်လိုက်ရသည်သို့သောနောက်တစ်နေ့နံနက်၌မိဖုရားခေါင်ကြီးယာရုမှဖြုတ်ချသည့်အမိန့်တော်လွှာထွက်ပေါ်လာခဲ့သည်အမိန့်တော်လွှာတစ်စောင်သည်နန်းတွင်းသို့ဝင်ရောက်လာပြီးနောက်ကျမ၏ပေးဆက်ခဲ့သမျှအားလုံးကိုပေါ့ပေါ့ပပပင်ပယ်ဖျက်လိုက်တော်သည်ကျမနှင့်သားငယ်လေးသည်နန်းတွင်း၏အဝေးဆုံးအစွန်ဖျားဆုံးဖြစ်သောယိုယွင်းနေသည့်အိမ်အိုကြီးသို့နှင်ထုတ်ခံခဲ့ရသည်ကျမကိုယ်တိုင်ပြိုးထောင်ပေးခဲ့သောညီမငယ်များကကျမကိုကူးဆက်ရောဂါတဲ့ကဲ့သို့ရှောင်ရှားကြသည်ကျမရိုးသားစွာတရားထက်သန်စွာပေးကမ်းခဲ့သောအစီကံများကလည်းရန်သူဘက်သို့ကူးပြောင်းသွားကြသည်ဘေးအန္တရာယ်ပြီးနောက်အမှန်တကယ်လီတီဝေပေါ်ထွက်လာခဲ့သည်နန်းတွင်အထက်အောက်အားလုံးသည်ဝမ်းသာအားရဖြစ်ကာဧကရစ်နှင့်မိဖုရားခေါင်တို့၏မင်္ဂလာပွဲကြီးကိုမျှော်လင့်နေကြသည်ကျမနှင့်သားငယ်လေးသည်ယိုယွင်းနေသောအိမ်အိုကြီးထဲတွင်ပိတ်လောင်ခံထားရသည်ကျမအပေါ်မုန်းတီးစိတ်ရှိနေသောကြီးဖေယုံကြောင့်မင်္ဂလာပွဲမတိုင်မီည၌သားငယ်လေးသည်ရုတ်တရက်အပြင်းဖျားလာခဲ့သည်ဖျားနာမှုသည်အလွန်မြန်ဆန်ပြီးအလွန်ပြင်းထန်လာသည်အားနည်းသောခန္ဓာကိုယ်လေးသည်ကျမ၏ရင်ခွင်ထဲတွင်ဇက်တိုက်တက်နေခဲ့သည်ကျမသည်မြေပြင်ပေါ်တွင်ဝက်ဝက်ကွဲအောင်ဝစ်တွားရင်းတကားကိုယူမတက်ထုရိုက်ခဲ့သည်သူတော်ကောင်းတို့မင်းသားလေးအပြင်းဖျားနေလို့ပါတောင်းပန်ပါတယ်တမားတော်ပို့ပေးကြပါညီသူမျှဂယုမဆိုင်ကြပေကျမသည်ဒူးနှစ်ဖက်စလုံးပုံးပဲ့ပြဲပြဲဖြစ်သည့်အထိဒူးထောက်တောင်းပန်ခဲ့သည်လက်ချောင်းများမှတကားပြင်ပေါ်တွင်သွေးရများထိမ့်မရအောင်ကြံရှိခဲ့သည်ကျမသည်မျောလင်းချက်အနှဲငယ်ကြံရှိနေသေးသည်တောင်းပန်ပါတယ်ဘရင်ကြီးကိုခေါ်ပေးကြပါသူ့ရဲ့ရင်သွေးအရင်းကိုစွန့်ပစ်မှာမဟုတ်ပါဘူးနောက်ဆုံးတွင်လူတစ်ယောက်ရောက်ရှိလာခဲ့သည်သို့တော်တမားတော်မဟုတ်သလိုရှောင်၍လည်းမဟုတ်ပဲကြီးဖေယုံဖြစ်နေခဲ့သည်သူမသည်ကျမရှေ့တွင်မတက်ရက်နေခဲ့သည်အဝတ်အစားလှပဆန်းပြားပြီးယတနာများဆင်မြန်းထားသည်ကျမသည်ခေါင်းကိုမောကြည့်လိုက်ရာအလင်းရောင်နောက်ွယ်မှသူမ၏မျက်နှာသည်အလွန်ပင်လှပလွန်းသလိုအလွန်လဲရက်ဆက်လာသည်ဧကရစ်ကောဆုံးရဲ့မိဖုရားခေါင်ကြီးလီတီဝေဟာမြင့်မြတ်တဲ့မိသားစုကဆင်းသက်လာတာပါဒါပေမဲ့တားကြီးကတကယ်ပဲအဲ့ဒီအချိန်တုန်းကသမိုင်းစာအုပ်ထဲမှာရေးထားတဲ့အတိုင်းပဲသူမသည်ခါးကိုကိုင်းလိုက်ပြီးတားငယ်လေး၏နူးညံ့သောမျက်နှာလေးကိုပုတ်တက်ပေးလိုက်သည်မျက်လုံးထဲတွင်တနာကယုနာအရေးအယောင်တစ်ခုဖြတ်ပြေးသွားခဲ့သည်အတိတ်ကိုပြောင်းလဲလို့မရဘူးဒါပေမဲ့သမိုင်းစာအုပ်ထဲမှာနေ့ရဲ့အမည်ရင်းကိုရေးမထားခဲ့တာဘာလို့လဲသူမကရေမောလိုက်သည်ငါအချိန်ခရီးသွားပြီးရောက်လာတာတစ်ခေါက်စစ်မှန်တဲ့အောင်မြင်မှုကိုတော့စွန့်စားပြီးယူရမှာပေါ့နင်းနဲ့တားငယ်လေးမသေးရင်ငါဘလို့လုံးနေနေရကိုအစားထိုးပြီးဂေါ်စုံရဲ့စစ်မှန်တဲ့ဇနီးဖြစ်လာနိုင်မှာလဲဒါကြောင့်ငါ့ကိုမမုန်းပါနဲ့သူမကပြောသည်သူမမကူပြောင်းမီကအမည်ရင်းမှာလီတီဝေဖြစ်သည်ဟုရှောင်၍သည်သူမ၏နှုတ်မှထွက်လာသောဧကရစ်နိုင်ငံအတွက်အကျိုးရှိမိအနာဂတ်နိမိတ်များကိုကြားရသဖြင့်သူမစကားကိုမယုံဘဲမနေနိုင်ခဲ့ပေသူမသည်သူမ၏လှဲ့ကွက်ဖြင့်မင်းကြီးအားလှည့်စားကာငါ၏မိဘများ၏နမီအောက်သို့မထိုက်မတန်ဘဲရောက်ရှိသွားခဲ့သည်ရာစုနှစ်ပေါင်းများစွာကြာညောင်းမိထိုလိမ်လည်မှုကြီးအတွက်ကျမ၏ရင်ခွင်ထဲတွင်ထိခိုက်လွယ်သောသားငယ်လေးရှိနေခဲ့သည်နောက်ွယ်တွင်ပုတ်တိုးစိတ်ဝင်နေသောယိုယွင်းနေသည့်အိမ်အိုကြီးရှိနေခဲ့သည်စင်ကြယ်စွာသွေးထွက်လွန်နေသည်မှမူကျမ၏သွေးများဖြစ်ကြသည်ကျမနှင့်သားငယ်လေးသည်သူမ၏ကြိုတင်ဟောကိန်းကြောင့်တလက်မှချင်းစီဝါမျိုးချင်းခံခဲ့ရသည်သူမသည်ကျမ၏မင်္ဂလာအဝတ်အစားနှင့်ယတနာတရဖူကိုဆင်မြန်းကာကျမ၏မျိုးရိုးကိုအသုံးပြု၍ကျမ၏ချစ်သူကိုထိန်းချုပ်ပြီးကျမ၏နန်းဆောင်သို့ဝင်ရောက်ခဲ့သည်ထို့နောက်ကျမအားသူမကိုမမုန်းရန်မာနထူစွာမှာကြားခဲ့သည်ကျမသည်ရေမောလိုက်မိသည်နာကျင်စွာဖြင့်ရေမောလိုက်ခြင်းဖြစ်သည်သားငယ်လေးသည်ကျမ၏ရင်ခွင်ထဲတွင်တဖြည်းဖြည်းအေးဆက်သွားခဲ့သည်ယိုယွင်းနေသောအိမ်အိုကြီးထဲတွင်သားငယ်လေးကိုပွေ့ပတ်ထားရင်း3ရက်တိုင်တိုင်မှင်သက်နေခဲ့သည်မြည်သူမျှတင်ကြိုပေးရန်မလာခဲ့ပါမြည်သူမျှတက်ပြင်းတစ်ချက်မျှမချခဲ့ပါ
ကျမသည်တသက်တာလုံးအမှားတစ်ခုမျှမပြုလုပ်ခဲ့ဘူးပါမည်သူအသက်ကိုမျှမဖျက်ဆီးခဲ့ဘူးပါသို့တော့အဘယ်ကြောင့်ဒီလိုဆိုးရွားလာသည့်ကံကြမ္မာမျိုးကိုရရှိခဲ့ရသနည်းစတုထမြောက်နှင့်အယုံတက်ချိန်တွင်ကျမသည်နှုတ်ခမ်းကိုကိုက်ဖြတ်လိုက်ပြီးကြန့်ရှိနေသောအားအင်နှဲငယ်ဖြင့်နံရံပေါ်တွင်မတရားပါဟုသွေးဖြင့်ရေးဆွဲခဲ့သည်ထို့နောက်ကျမတို့သားအဖသည်နန်းတိုင်ရှိတွင်တိုက်ခိုက်သေဆုံးသွားခဲ့ကြသည်သေဆုံးခါနီးတွင်ကျမသည်သားငယ်လေးကိုတင်းကျပ်စွာပွေ့ပတ်ထားခဲ့သည်ဒါလေးအေးအေးဆေးဆေးသွားပါမိမိကိုစောင့်ပါအောင်သို့တော့ကျမမသေဆုံးခဲ့ပါနိုးထလာချိန်တွင်ကျမသည်လွန်ခဲ့သောနှစ်အနည်းငယ်သို့ပြန်လည်ရောက်ရှိနေခဲ့သည်အဖေကကျမကိုမိသားစုမှတ်တမ်းထဲသို့လေးနက်စွာထည့်သွင်းပေးခဲ့သည့်နေ့တွင်ကျမသည်အဖေ၏လက်ကောက်ဝတ်ကိုဖိနှိပ်လိုက်ပြီးသမီးနာမည်လီရှုရှယ်မဟုတ်ပါဘူးသမီးနာမည်လီတီဝေပါဟုပြောခဲ့သည်အတိတ်မှပြန်လည်နိုးထလာပြီးနောက်ရင်ဘတ်ထဲမှကယုဏတရားများသည်ကျမ၏လက်ထဲတွင်အစွမ်းကုန်ကြေမွသွားခဲ့ပြီးဖြစ်သည်ချွန်ထက်သောအပိုင်းအစများအရေးပြားထဲသို့ထိုးဝင်သွားပြီးသွေးများစီးကျလာသည့်နာကျင်မှုသည်အရင်တုန်းကဝမ်းပိုက်ကိုခွဲထုတ်ခံခဲ့ရသည့်နာကျင်မှုနှင့်ရှင်လျင်ညီမျှပင်သေးငယ်ပါသည်ကျမသည်နှကန်းဆုံးကိုကွေးညွတ်လိုက်သည်နန်းတွင်စေကံများကကြီးဖေယုံနှင့်အခြားမိဖုရားများကိုခေါ်ဆောင်လာခဲ့သည်ကြီးဖေယုံသည်ကံကောင်းစွာဖြင့်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်သူမတွင်မြည်သည့်ယာရုတစိမ့်မျှမရှိဘဲနန်းတွင်၌မရေမရာစွန့်ပစ်ခြင်းခံထားရသောအတုံးမကျသည့်စတုရင်ရုပ်ကလေးဖြစ်နေခဲ့သည်မူလဘဝတုန်းကလိုကြိုတင်ဟောကိန်းများဖြင့်လွှမ်းမိုးနိုင်သည့်ဂုဏ်တရေများမရှိတော့ပေသို့သောသူမသည်နန်းရင်ပြင်ထက်၌ခါးကိုမမတ်ထားရင်းကျမကိုစိုက်ကြည့်လိုက်သည်မိဖုရားကြီးကျမမကျေနပ်တာကိုသိပါတယ်ဒါပေမဲ့ကျမပြောသမျှစကားတိုင်းဟာအမှန်တွေကြီးပါပဲထိုအချိန်တွင်ရှန်ဖေးရောက်ရှိလာခဲ့သည်သူမသည်လှောင်ပြောင်ရသည်ကိုနှစ်သက်သူဖြစ်ရာရောက်ရောက်ချင်းပင်ကြီးဖေယုံ၏ခန္ဓာကိုယ်တစ်ခုလုံးကိုအကဲဖြတ်ကြည့်လိုက်ပြီးစိမ့်ကားစွာဖြင့်ဖွင့်ဟလိုက်သည်ဟေ့ဒါဟိုမိမမြတ်ဆိုတာမဟုတ်ဘူးလားတဲဖေးနှင့်ရိုးပင်တို့လည်းတလန်းချင်းဝင်ရောက်လာကြသည်ရှန်ဖေး၏စိမ့်ကားသောစကားများကိုထောက်ခံနေကြတဲ့ကဲ့သို့ပင်တဲဖေးကတည်ငြိမ်လာသည်ဟုထင်ရတော်လဲရိုးပင်မှမူအသက်ငယ်ရွယ်ပြီးရေကဲသို့မျက်လုံးများဖြင့်ကြည့်ရှုနေကလှောင်ပြောင်ခြင်းသည့်စိတ်များပြည့်နှက်နေသည်ကျမသည်မေးစေးကိုလက်ဖြင့်ထောက်ထားရင်းပြုံးတဝက်ဖြင့်သူမကိုစိုက်ကြည့်လိုက်သည်ဒါဆိုရင်လဲမြမလေးကြီးမိမပြိုကိုကိုမိတ်ဆက်ပေးလိုက်ပါဦးတဲဖေးကနှုတ်ခမ်းကိုဆေးလိုက်သည်ဂူစုမြို့တော်ယုံချန်မင်းမျိုးမင်းတွေ၏သမီးတော်လီတီဝေပါရှန်ဖေးကတာယာစွာရေမောလိုက်သည်ရှူးကျိုးမြို့တော်အုပ်ချုပ်ရေးမှူး၏သမီးတော်လီတီဝေပါရိုးပင်ကဟန်ဆောင်ကစိုးရိမ်တကြီးဖြင့်လင်းအန်းမြို့တော်ကုံတယ်ကြီး၏သမီးတော်လီတီဝေပါတယောက်တခွန်းပြောလိုက်တိုင်းကြီးဖေယုံ၏မျက်နှာသည်ပို၍ဖြူလျှော့သွားခဲ့သည်သူမသည်နှုတ်ခမ်းကိုစေထားရင်းတယောက်ပြီးတယောက်ကြည့်လိုက်ရာမျက်လုံးထဲတွင်နှဆိုင်သောအမှတ်ရမှုများတလွန်းလွင့်ထွက်ပေါ်လာခဲ့သည်ဒီဘဝတွင်ကျမသည်မူလဘဝကကြီးဖေယုံ၏ကြိုတင်ဟောကိန်းများအားလုံးကိုအရရက်သို့လှည့်လည်သွားလာသောနီလန်းများဖြင့်စောစည်းစွာဖြန့်ဝေခဲ့ပြီးဖြစ်သည်လီတီဝေးဆိုသည့်အမည်ကိုရှောင်၍သည့်အကြိမ်ပေါင်းရာထောင်မကကြားဘူးပြီးဖြစ်သည်နန်းတွင်၌တာဝန်ထမ်းဆောင်နေသောအစေခံမလေးများအထိပင်လီတီဝေးဟုအမည်ပြောင်းထားကြသည်ကျမသိကျင်သည်မှာသူမ၏ကြိုတင်ဟောကိန်းများဖြင့်ဖန်တီးထားသောထိုဧကရစ်ကြီးသည်သူမကိုယ်တိုင်ပြန်လဲဝါမျိုးသွားနိုင်မည်လားဆိုသည်ကိုပင်ကြီးမိမပြိုကျမသည်ပရိသတ်တခွင်ကိုဝေးကြည့်လိုက်ပြီးရေမောလိုက်သည်မင်းပြောတဲ့မိမမြတ်ဆိုတာဘသူကိုညှိုးတာလဲဆိုတာမသိဘူးနော်ကြီးဖေယုံသည်နှုတ်ခမ်းကိုအကြိမ်ကြိမ်ပွင့်အားလိုက်တော်လဲညီသည့်အတန်မျှထွက်မလာခဲ့ပေသူမသည်ထိုမေးခွန်းကိုဖြေကြားနိုင်ရန်မဖြစ်နိုင်ပေဒီဘဝတွင်သူမ၏ကြိုတင်ဟောကိန်းများသည်ပြစ်မှတ်လွဲမှားသွားခဲ့ပြီဖြစ်သည်မြမငယ်များကလည်းအခြေအနေကိုစောင့်ကြည့်ရင်းထိုမိမမြတ်သည်ယခုအကျက်အတကိုမြည်တို့ဖြည့်ရှင်းမိကိုကြည့်ရှုလိုနေကြသည်ကြီးဖေယုံသည်ခေါင်းကိုငုံထားလိုက်ပြီးကြာမြင့်စွာစ조사ပြီးနောက်ခါးကိုမက်လိုက်ကမျက်လုံးထဲတွင်ပြတ်သားသောဆုံးဖြတ်ချက်များပေါ်ထွက်လာခဲ့သည်ကျမပြောတာတွေစေတနာမှန်ပါတယ်၃လအကြာမှာဖြစ်လာမဲ့ယူကျိုးဒေတာကဖျက်ဆီးတတ်တဲ့ပိုးမွားပေးရဲ့နေရာကကျမအတွက်တက်တေထူပေးပါလိမ့်မယ်စကားတန်ဆုံးသွားသည်နှင့်လူတိုင်း၏မျက်နှာထက်တွင်အမူအရာများပြောင်းလဲသွားခဲ့သည်ရှန်ဖေးသည်မျက်ခုံးကိုတွန့်ချိုးလိုက်ပြီးစဉ်းစားနေသည်တဲဖေးသည်တိတ်ဆိတ်သွားခဲ့သည်ရိုးပင်၏မျက်လုံးထဲတွင်မူဝေဝါးဝါဖြစ်နေစေဖြစ်သည်ကျမသည်ရင်ထဲတွင်အေးဆက်စွာရေမောလိုက်မိသည်မူလဘဝတုန်းကထို့သောဟောကိန်းမျိုးမရှိခဲ့ဘူးပါသူမသည်ပိုးမွားပေးရနေရဖြစ်ပွားချိန်တွင်မှဧကရက်အားပိုးမွားနှိမ်နင်းရေးအစီအစဉ်ကိုဆက်တခဲ့ပြီးထောင်ပေါင်းများစွာသောပြည်သူများဒုက္ခရောက်နေချိန်တွင်မှသူမ၏မိမမြတ်ဂုံသတင်းကိုတိဆောက်ခဲ့ခြင်းဖြစ်သည်နွေရာသီ၏လေးပြည်သည်အပူရှိန်ကိုတည်ဆောင်လာပြီးနံရံဒီများဘေးမှတစ်ပင်အိုကြီးများကိုတုံလို့စေခဲ့သည်ထိုဟောကိန်းတစ်ခုကြောင့်မင်းဆိုးရာဇာအမတ်များ၏အကြည့်များသည်ကြီးမတ်၏မျက်နှာထက်သို့ပြန်လဲဆူဆီးသွားခဲ့သည်ဧကရစ်သည်သူမအားမြည်သည့်ဆုလက်မျှမပေးသေးတော့လဲဗန္နာဆိုးယုံတို့သူမအားအစဉ်ပြေစွာပြုစုစောင့်ရှောက်ရန်မှာကြားခဲ့သည်ခဏချင်းမှာပင်ကြီးဖေယုံသည်ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့သည်ယူကျိုးဒေတာမှသတင်းကောင်းများရောက်ရှိလာချိန်တွင်ရိုးဖင်၏ငွေးနှင့်တိုက်ဆိုင်နေခဲ့သည်သူမသည်ကလေးတဘာဝအတိုင်းရှောင်၍နှင့်မြမငယ်6ယောက်စလုံးအားသူမ၏နန်းဆောင်သို့ဖိတ်ခေါ်ကာအရက်တောက်ပွဲတော်ကျင်းပခဲ့သည်
သတင်းပို့သူသည်ငြိမ်သက်စွာရောက်ရှိလာပြီးတဝင်းလွှာကိုကင်ဆောင်ထားသည့်ကြီးဖေယုံသည်သူမ၏ကာဝင်အစွန်းကိုတင်းကျပ်စွာဆုပ်ကင်ထားရင်းသတင်းပို့သူကိုမမေ့မတုံစိုက်ကြည့်နေခဲ့သည်အရှင်မင်းကြီးလူကျိုးဒေတာကအစီရင်ခံစာရောက်ရှိလာပါတယ်။လယ်ကွင်းအသီးသီးမှာကျိုင်းကောင်တွေကိုတွေ့ရှိရပါတယ်။အရေးအတွက်နှဲပါပေမဲ့အလွန်ကျယ်ပြန့်စွာပြန့်နှံ့နေပါတယ်။ဘေးအန္တရာယ်ဖြစ်ပွားမဲ့နိမိတ်တွေရှိနေပါတယ်။ကြီးဖေရုံဤနှုတ်ခမ်းစွန်းများမြင့်တက်သွားခဲ့သည်။နောက်ထပ်ကြိုတင်ဟောကိန်းတစ်ခုအမှန်ဖြစ်လာခဲ့ပြီ။ရှောင်းရွေးသည်လက်ကိုဝေးရမ်းလိုက်ပြီးတဝင်းလွှာကိုဧကရရှိသို့တင်ပြခိုင်းလိုက်သည်ထိုအချိန်၌ကြီးဖေရုံသည်ယုံကြည်ချက်ပြည့်ဖြင့်ရှေ့ထွက်လိုက်ပြီးအရှင်မင်းကြီးဒါဟာကျမသွေးကြွေးများစွာစိုက်ထုတ်ပြီးရေးသားထားတဲ့ပိုးမွှားနှိမ်နင်းရေးအစီအစဉ်ပါအရှင်မင်းကြီးစီစစ်ပေးတော်မူပါကောင်းပြီရှောင်းရွေးသည်စိတ်အားထက်သန်စွာဖြင့်ကြီးဖေယုံ၏အစီအစဉ်ကိုလက်သို့ကင်ဆောင်လိုက်သည်သို့သောစာရွက်2ရွက်3ရွက်မျှကြည့်ရှုအပြီး၌သူ၏မျက်နှာသည်ရုတ်တရက်အေးဆက်သွားခဲ့သည်ကြီးဖေယုံသည်ရှောင်းရွေးကသူမ၏ပါရမီကြောင့်တုန်လှုပ်သွားသည်ဟုထင်မှတ်ကာစိမ်းကားသောမာနများမျက်လုံးထဲတွင်ထွက်ပေါ်လာခဲ့သည်ကြီးမိမပြိုရှောင်းရွေးသည်စာအုပ်ကိုပစ်ချလိုက်ပြီးအတန်အေးဆက်စွာဖြင့်မင်းခုနာကပြောတယ်ဒါဟာမင်းသွေးကြွေးများစွာစိုက်ထုတ်ပြီးရေးထားတာလို့မဟုတ်လားကြီးဖေယုံ၏မျက်နှာပြောင်းလဲသွားခဲ့သည်ဟုတ်ပါတယ်ဒါပေမဲ့ဘာလို့အဲ့ဒါဆိုရင်ဘာလို့ဒီစီစဉ်တွေကနီလန်းတွေဟာတမက်ရေးရာဝင်ကြီးကလွန်ခဲ့တဲ့3ရက်ကတင်ပြခဲ့တဲ့ပိုးမွှားနှိမ်နင်းရေးနီလန်းတွေနဲ့10ပုံ9ပုံမကတူညီနေရတာလေသူမသည်ရုတ်တရက်ခေါင်းကိုမောကြည့်လိုက်ပြီးမယုံနိုင်အောင်ဖြစ်သွားခဲ့သည်ဒါမဖြစ်နိုင်ဘူးသူမကတီးတိုးရေရွတ်လိုက်သည်ဒါတကယ်ပဲငါရေးသားခဲ့တာပါဘာလို့ရှောင်းရွေးသည်မျက်နှာပြတ်သွားပြီးတိုင်းသူပြည်သားပညာရှိများနှင့်ကြီးမိမ့်မပြို၏စိတ်သက်တူညီနေသည်ဟုယူဆလိုက်ကအပြင်သို့ထွက်ခွာသွားခဲ့သည်ရှမ်ဖေးကရေမောလိုက်သည်ကြည့်ရတာတောင်ထက်တောင်မြင့်ရှိသေးတာပဲကြီးဖေယုံသည်ကျမ်းပြင်ပေါ်သို့ပြိုလဲကျသွားခဲ့ပြီးခန္ဓာကိုယ်တစ်ခုလုံးတုန်ရင်နေခဲ့သည်သူမသည်ခေါင်းကိုမောကြည့်လိုက်ရာမျက်လုံးထဲတွင်ဝေဝေဝါးဝါဖြစ်မှုမုန်းတီးမှုနှင့်ထိတ်လန့်မှုများပြည့်နှက်နေသည်သူမသည်နောက်ဆုံးတွင်ဒီဘဝသည်ပုံမှန်မဟုတ်တော့ကြောင်းနားလည်သွားခဲ့ပြီဖြစ်သည်မူလဘဝတုန်းကယူကျိုးဒေတာ၏ပိုးမွှားဘေးအနေအကြောင်းမြေကတောင်းပေါင်းများစွာပျက်စီးခဲ့ရပြီးပြည်သူများစွာတေဆုံးခဲ့ရသည်ကြီးဖေယုံ၏အစီအစဉ်သည်အမှန်တကယ်ပင်ထိရောက်ခဲ့သဖြင့်သူမအားမိမ့်မမြတ်အဖြစ်သတ်မှတ်ခဲ့ကြသည်သို့တော်သူမသည်အမှန်တကယ်ကြိုတင်သိမြင်နိုင်ပါကအဘဲကြောင့်ဘေးအနေရမဖြစ်ပွားမီတတိမပေးခဲ့သည်အဘဲကြောင့်ပြည်သူများဒုက္ခရောက်မှဖျားသခင်ကဲ့သို့ပေါ်ထွက်လာခဲ့သည်သူမသည်စေတနာမရှိပါမိမ့်မမြတ်ဟုခေါ်ဆိုထိုက်သူမဟုတ်ပါဘေးအနေရကိုအသုံးပြု၍မိမိကိုယ်ကျိုးအတွက်ဆုလက်များတောင်းခံခဲ့ခြင်းဖြစ်သည်ဒီဘဝတွင်ကျမသည်လွန်ခဲ့သော3နှစ်ကတည်းကဒေတာအသီးသီးမှပိုးမွှားနှိမ်နင်းရေးနီလန်းများကိုစုဆောင်းစေခဲ့ပြီးပိုးမွှားနှိမ်နင်းရေးကျမ်းစာအဖြစ်တည်တံ့ရေးသားစေခဲ့သည်ထို့နောက်အဖေ၏လက်အောက်မှတဆင့်တင်ပြစေခဲ့သည်အားနာပါတယ်ဒီကောင်းကြီးကိုတော့ကျမတို့လီမီသားစုပဲယူလိုက်ပါတော့မယ်ကြီးဖေယုံသည်နောက်တစ်ကြိမ်ရှုံးနိမ့်သွားခဲ့ရသည်ညစာစားပွဲပြီးဆုံးပြီးနောက်ညီမငယ်များအသီးသီးပြန်သွားကြသည်ကြီးဖေယုံ၏နန်းတွင်အခြေအနေမှာပုံမိုဆိုးရွားလာခဲ့သည်ဗန္နာဆိုးယုံမှအစေခံများသည့်အခြေအနေကိုကြည့်၍ဆက်ဆံတက်ကြရာစတင်ကာလကသူမအားအာနာစွာပြုစုခဲ့ကြတော်လဲရှောင်ရွေးကသူမကိုဂယုမဆိုင်တော့သည်ကိုမြင်သောအခါတဖြည်းဖြည်းလစ်လူရှုလာကြသည်အေးမြသောရေခဲများမရရှိတော့သလိုဝတ်စားဆင်ရင်အထည်လိပ်များလည်းမရရှိတော့ပေအစားအသောက်များပင်လျင်တစ်နေ့ထက်တစ်နေ့ဆိုးရွားလာခဲ့သည်ကြီးဖေရုံဘက်တွင်အခက်ခဲများကြုံတွေ့နေရတော့လဲရှောင်ရွေး၏နန်းတွင်၌မူစီကားတိုက်မြိုက်နေခဲ့သည်တဲဖေးသည်ဆေးရည်များကိုဆက်သက်သည်ရှမ်ဖေးသည်ညဘက်တွင်ကာတွန်းကဲ့သို့လှပစွာကာပြသည်လီတီဝေအမည်ရှိသောမိဖုရားများသည်လည်းမိဖုရားခေါင်ကြီး၏နေရာကိုလိုလားနေကြသည်ကျမကတော့မြည်သည့်လှုပ်ရှားမှုများမရှိဘဲတည်ငြိမ်စွာပင်ရှိနေခဲ့သည်ညတိုင်းလိုတောက်သုံးနေရသောတားဆေးကိုကျမငြိမ်သက်စွာတောက်သုံးခဲ့သည်အနီးကပ်အစီကံမလေးချင်းဟဲသည်ပဝါကိုတင်းကျပ်စွာဆုပ်ကင်ထားရင်းကျမအတွက်စိုးရိမ်ပေးနေခဲ့သည်မိဖုရားကြီးအခြားညီမလေးတွေကမိဖုရားကြီးထက်စောပြီးကိုဝင်ရသွားရင်တားကြီးရဲ့ယာရူးကိုရှင်ပြိုင်ဖို့ခက်ခဲသွားပါလိမ့်မယ်။တားကြီးကျမသည်မျက်လုံးထဲမှလူသက်ချင်သည့်အကြည့်ကိုဖုံးကွယ်လိုက်သည်မူလဘဝ၏အတိတ်များသည်ကျမ၏နှလုံးသားကိုအချိန်တိုင်းထိုးဆွင်းနေခဲ့သည်တားငယ်လေး၏အေးဆက်သွားသောခန္ဓာကိုယ်လေးကိုကျမမေ့မရနိုင်ပါအသက်စီဝင်ချုပ်ငိမ့်သွားသည့်သူ၏လက်ငယ်လေးများကိုမေ့မရနိုင်ပါနောက်ဆုံးအကြိမ်မေမေဟုခေါ်ဆိုခဲ့သည်ကိုမေ့မရနိုင်ပါထိုနာကြီးမှုများသည်ဒီဘဝတွင်မြည်သည့်အခါမျှမေးပြောက်၍မရနိုင်ပေသို့သောယခုအချိန်သည်ကောင်းမွန်သောအခွင့်အရေးမဟုတ်သေးပေကျမသည်တားဆေးကိုကုံအောင်တောက်လိုက်သည်မွေးဖွားလာသောကလေးသာလျှင်တားကြီးဖြစ်လာပေလိမ့်မည်တလအကြာတွင်ရှောင်ရွေး၏နန်းတွင်၌သတင်းကောင်းတစ်ခုထွက်ပေါ်လာခဲ့သည်တဲဘေးတွင်ကိုဝင်ရှိနေပြီဖြစ်သည်ရှောင်ရွေးသည်အလွန်ဝမ်းသာသွားပြီးယတနာများစွာကိုတဲဖေး၏နန်းဆောင်သို့ပေးပို့ခဲ့သည်ထိုချိန်သည်မေတော်ကြီး၏မွေးနေ့နှင့်တိုက်ဆိုင်နေသဖြင့်မိဖုရားများအားလုံးမွေးနေ့လက်ဆောင်များအပြိုင်အဆိုင်ပြင်ဆင်နေကြသည်ရှမ်ဖေးသည်ရေကန်ဘေးတွင်မိရှုတိုင်တစ်ခုပြုလုပ်ကာမေတော်ကြီးအတွက်ဆုတောင်းပေးခဲ့သည်တဲဖေးသည်ပကြီးကားတစ်ချက်ချုပ်လုပ်ခဲ့သည်ရို့ဖင်သည်အရက်သားများ၏မျက်လက်အဖွဲကိုခေါ်ဆောင်လာခဲ့သည်
ကျမသည်ထိုအချင်းအရာများကိုအေးဆက်စွာကြည့်ရှုနေခဲ့ပြီးမည်သည့်အရာကိုမျှမပြိုင်ဆိုင်ခဲ့ပေဒီဘဝတွင်ကျမသည်သူတို့အားလုံးသူတို့ကိုယ်တိုင်တူးထားသောတင်ချိုင်းတွင်သို့တလန်းချင်းဝင်ရောက်သွားမည်ကိုသာစောင့်ကြည့်လိုတော့သည်မေတော်ကြီး၏မွေးနေ့ပွဲကိုစီကားစွာကျင်းပခဲ့သည်ကြီးဖေယုံသည်အနောက်ဆုံးတွင်ထိုင်နေရသည့်တဲဘေးတွင်ကိုဝင်ရှိနေသဖြင့်မေတော်ကြီး၏ဘေးတွင်ထိုင်ခွင့်ရရှိခဲ့သည်မေတော်ကြီးသည်ဝမ်းသာအားရဖြစ်နေပြီးတဲဘေးမှာကိုဝင်ရှိတာစုဆောင်းရမယ်ကလေးမွေးဖွားလာရင်ယာရုတိုးမြင့်ပေးမယ်ဟုမိန့်တော်မူခဲ့သည်အဝေးမှကြီးဖေယုံသည်တဲဖေး၏ဝမ်းပိုက်ကိုရက်ဆက်သောအကြည့်ဖြင့်စိုက်ကြည့်နေခဲ့သည်မိဖုရားများ၏အကြည့်များလည်းမမှန်မကန်ဖြစ်သွားကြသည်ထိုအချိန်၌ကြီးဖေယုံသည်အေးဆေးစွာထွက်ခွာလာခဲ့သည်သူမသည်မအိုမင်းနိုင်တော့ပေအရှင်မင်းကြီးမေတော်ကြီးမေတ္တာရက်ခံပါတယ်နန်းရင်ပြင်တစ်ခုလုံးငြိမ်သက်သွားခဲ့သည်မေတော်ကြီး၏မျက်ခုံးများတွန့်ချိုးသွားခဲ့သည်တဲဖေးသည်ဝမ်းပိုက်ကိုတင်းကျပ်စွာဆုပ်ကင်ထားလိုက်သည်ကြီးဖေယုံသည်ဝမ်းမြောက်စွာဖြင့်တဲဖေး၏ဝမ်းပိုက်ကိုကြည့်လိုက်ပြီးဧကရစ်နိုင်ငံ၏သားကြီးသည်ရန်သူ၏ကလေးဖြစ်လာပါလိမ့်မည်ပရိသတ်တစ်ခွင်လုံးတိတ်ဆိတ်သွားခဲ့သည်တဲဖေး၏မျက်လုံးထဲတွင်ဝမ်းမြောက်မှုများဖြတ်ပြေးသွားခဲ့သည်အဘယ်ကြောင့်ဆိုသောထိုစကား၏အတိတ်ပဲမှာသူမမွေးဖွားလာမည့်ကလေးသည်မင်းသားဖြစ်ပါကမိဖုရားခေါင်ကြီးဖြစ်လာမည်မှာတေချာနေသောကြောင့်ဖြစ်သည်ရှောင်၍သည်စကားမပြောခဲ့ပေကြီးဖေယုံအားပြန်လည်ထွက်ခွာခွင့်ပြုလိုက်သည်လူတိုင်းသည်သူ၏စိတ်ဓာတ်ကိုခံမှန်းရခတ်နေကြသည်ထိုညတွင်ရှောင်၍သည်ကျမ၏နန်းဆောင်သို့ရောက်ရှိလာခဲ့သည်သူသည်ဝမ်းနည်းမှုများပြည့်နှက်နေဟန်ဖြင့်ကျမအားဖတ်ထားလိုက်သည်ငါမင်းကိုအယမ်းချစ်တယ်မင်းသားကြီးကိုမွေးဖွားပေးရင်မင်းကိုမိဖုရားခေါင်ကြီးတင်မြှောက်မယ်လို့အမြဲတွေးထားတာသူသည်လက်ကိုကျမ၏ဝမ်းပိုက်ပေါ်တွင်တင်လိုက်သည်ကျမ၏နှလုံးသားသည်အေးဆက်သွားခဲ့သည်မူလဘဝတုန်းကဒီစကားကိုကြားခဲ့ရပါကကျမဝမ်းသာလွန်း၍မျက်ရည်ကျခဲ့ရပေလိမ့်မည်သို့သောယခုအခါတွင်မူကျမသည်ရင်မောချင်ယုံမျှသာရှိတော်သည်ကျမသည်မျက်လွှာချလိုက်ပြီးကျမမှာအပြိုစင်ကံမပါလို့ပါဟုပြောလိုက်သည်ရှောင်၍ထွက်ခွာသွားပြီးနောက်ကျမသည်တားဆေးကိုထပ်မံတောက်သုံးခဲ့သည်အချိန်များကုန်ဆုံးသွားခဲ့သည်နန်းတွင်း၌တည်ငြိမ်နေတော်လဲအတွင်း၌မုန်တိုင်းများထန်နေခဲ့သည်တလအကြာတွင်အစေခံမလေးချင်းဟဲသည်အပြေးအလွှားရောက်ရှိလာခဲ့ပြီးမိဖုရားကြီးမိမ့်မပြိုကိုကိုလုတ်တော်အဖြစ်ယာရုတိုးမြင့်ပေးလိုက်ပါပြီကျမသည်မျက်ခုံးကိုတွင်ချိုးလိုက်မိသည်ကြီးဖေယုံသည်ရှောင်၍၏ကိုလုတ်တော်ဖြစ်လာရန်မြည်သည့်အခါမျှစိတ်မဝင်စားခဲ့ဘူးပေသူမသည်ကြိုတင်ဟောကိန်းများကိုသာအသုံးပြု၍တစားအာနာထူထောင်လိုခဲ့သူဖြစ်သည်သို့သောယခုအခါတွင်နန်းတွင်း၌မတိကျိုးကြုံပြုခံရသဖြင့်သူမကိုယ်တိုင်ကိုလုတ်တော်အဖြစ်လျှောက်ထားခဲ့ခြင်းဖြစ်သည်ဒါဟာအဆိုးရွားဆုံးဆုံးဖြတ်ချက်တစ်ခုပင်ဖြစ်သည်ကိုလုတ်တော်ဖြစ်လာပြီးနောက်ကြီးဖေယုံသည်မိဖုရားများနှင့်ရင်းနှီးရန်စ조사ခဲ့တော်လဲမြည်သူမျှသူမကိုဂရုမစိုက်ကြပေရိုးဖင်နှင့်ပထမဆုံးအကြိမ်ရင်းနှီးသွားခဲ့သည်ညတည၌ပန်းချံအတွင်းသူမတို့နှစ်ယောက်စကားပြောနေသည်ကိုကျမအဝေးမှလှမ်းမြင်လိုက်ရသည်ကြီးဖေယုံသည်ရိုးဖင်အတွက်ပန်းပွင့်များကိုပြင်ဆင်ပေးနေခဲ့သည်ကြီးအမတ်အိမ်ကမမနင်းကတကယ်ကိုသဘောကောင်းတာပဲအခြားမိမတွေလိုမာနမကြီးဘူးမင်းကြီးရဲ့စကားဝတ်တွေကိုဓာတ်ရိုက်မပြောဘဲတသက်မဲ့မတိချင်အောင်ဆောင်နေကြတာကျမသည်ခြေလမ်းများကိုမှန်မှန်လှမ်းရင်းနောက်ွယ်မှတိုးတိုးလေးထွက်ပေါ်လာသောသတိပေးစကားကိုသဘောပေါက်လိုက်သည်မိဖုရားကြီးရိုးဖင်ကမိဖုရားကြီးကိုဆဲဆိုနေတာပါကျမသည်အေးဆက်စွာတုံ့ပြန်လိုက်ပြီးမျက်နှာကိုလှည့်ကာဝေယံဆောင်သို့ပြန်လာခဲ့သည်ရိုးပင်ဆဲဆိုခဲ့သည်မှာတဲဖေးကိုဖြစ်သည်တဲဖေး၌ကိုဝင်ရှိလာပြီးနောက်မင်းကြီး၏မျက်နှာသာပေးမှုကိုရရှိကာမာနတက်နေခဲ့တော်လဲအောက်ခြေမှညီမငယ်များ၏ဖျားမှုကိုမူအေးဆက်စွာသာဆက်ဆံခဲ့သည်ရိုးပင်သည်ကိုယ်တိုင်ချုပ်ထားသောတာတိုးရုပ်ကလေးကိုဆက်တက်ခဲ့တော်လဲတဲဖေးကတစ်ချက်မျှသာကြည့်ပြီးနန်းဆောင်အတွင်းသို့လွှင့်ပစ်ခိုင်းခဲ့သည်ထိုအချိန်ကရိုးပင်သည်စကားတခွန်းမျှမဆိုခဲ့တော်လဲနန်းဆောင်သို့အပြန်လန်းတွင်မျက်ရည်ဝိုင်းခဲ့ရသည်ကြီးဖေုံကမူအခွင့်အရေးကိုလက်မလွတ်ပဲအကွက်စင်ရန်စ조사နေခြင်းဖြစ်သည်တဲဖေး၏ဝမ်းပိုက်သည်တနေ့ထက်တနေ့ကြီးထွားလာခဲ့ပြီး၃ရက်လျင်တစ်ကြိမ်သမားတော်ကြီးများ၏သွေးခုန်နှုံစမ်းသက်စစ်ဆေးမှုကိုခံယူရသည့်သမားတော်များကမင်းသားလေးကျမ်းမာကြောင်းတင်ပြသည့်အခါတိုင်းရှောင်၍သည်အလွန်ဝမ်းမြောက်ပြီးဆုလက်များမနာရန်ပေးအပ်ခဲ့သည်တဲဖေး၏အဖေသည်လည်းယာရုနှစ်ဆင့်တိုးမြင့်ခြင်းခံခဲ့ရသဖြင့်တဲဖေး၏ဂုံသတင်းမှာအလွန်တရာတောက်ပလာခဲ့သည်နန်းတွင်းရှိအမျိုးသမီးများမနာလိုဖြစ်ကြတော်လဲမြတနတာပေးခံနေရချိန်တွင်အားလုံးကမျက်နှာရင်ကျေးစွာပေါင်းသိနေကြရသည်ကြီးဖေုံသည်လည်းမိမဆိုးများအစေခံများအထိပါခေါ်ဝေါ်ပေါင်းသိနေခဲ့သည်ရှမ်ပေးကသူမ၏ဟန်ဆောင်မျက်နှာကိုမရှုစိမ့်ပဲကျမအားတကယ်ကိုရေလိုက်ငားလိုက်နေတတ်တဲ့မိမပဲတဲဖေးရှိမှာတော့တစ္ဆာရှိတဲ့အစေခံမလေးလိုပဲဟုလှောင်ပြောင်ပြောဆိုခဲ့သည်ကျမသည်လက်ဖက်ရည်ခွက်ကိုကင်ထားရင်းအေးဆက်စွာရေမောလိုက်မိသည်ကြီးဖေုံသည်ငြိမ်ငြိမ်နေမည်ဆိုပါကမူလဘဝတုန်းကကျမ၏အလောင်းကိုနင်းချေ၍ယာရုတက်လှမ်းခဲ့မည်မဟုတ်ပေသူမသည်အခွင့်အရေးတစ်ခုကိုသာစောင့်ဆိုင်နေခြင်းဖြစ်သည်ဆောင်းဦးရာသီသို့ရောက်ရှိလာပြီးရာသီဥတုအေးဆက်လာသည့်အခါနယ်စပ်မှပုန်ကန်မှုများကြောင့်စစ်ပွဲများခဏခဏဖြစ်ပွားခဲ့သည်ကြီးဖေုံ၏စောစည်းစွာကြိုတင်ဟောကိန်းထုတ်မှုကြောင့်ဧကရစ်နိုင်ငံ၏တပ်မတော်သည်စစ်ပြင်ဆင်မှုမြန်ဆန်ခဲ့ပြီးဆုံးရှုံးမှုနှဲပါခဲ့သည်ရှောင်၍သည်အလွန်ဝမ်းမြောက်သွားပြီးကြီးဖေုံအားကြောက်ရီဇက်မြင့်ကိုလှုပ်တော့ဘွဲတစိတ်ကိုအနှင်းခဲ့သည်
ရှန်ဖေးသည်ဒေါသထွက်လွန်၍လက်ဖက်ရည်ကွက်အများပြားကိုရိုက်ခွဲပစ်ခဲ့ပြီးရှောင်းရီအားအယက်မူးအောင်တိုက်ကနန်းဆောင်၌ထိန်းသိမ်းထားခဲ့သည်နန်းတွင်ဗန္နာဆိုးယုံသည်လည်းယခင်ကသူမအပေါ်မထေမဲ့မြင်ပြုခဲ့သမျှကိုပူပန်လာကြပြီးယခုအခါတွင်မူကြီးဖေယုံအားနတ်ဖျားမကဲ့သို့ဖားရလာကြသည်ဝေယံဆောင်မှမူအေးဆက်တိတ်ဆိတ်လျက်ပင်ရှိသည်ရှောင်း၍စိတ်ဝင်စားသည်မှာတဲဖေး၏ဝမ်းပိုက်ထဲမှရင်သွေးတော်တစ်ခုတည်းသာဖြစ်သည်တဲဖေးမိဖွားမိအချိန်ရောက်ရှိလာသောအခါသူမသည်ကြီးဖေယုံကိုပါနန်းဆောင်သို့ခေါ်ဆောင်ကာစောင့်ရှောက်ခိုင်းခဲ့သည်နန်းဆောင်အတွင်းမှအော်ဟစ်တန်များစက်တိုက်ထွက်ပေါ်နေပြီးရှောင်း၍သည်မင်းသားလေးမွေးဖွားလာမည်ကိုစိတ်လှုပ်ရှားစွာမျှော်လင့်နေခဲ့သည်အခြားမိဖုရားများမှမူတဲဖေးမင်းသားလေးမွေးဖွားပြီးမိဖုရားခေါင်ကြီးဖြစ်လာမည်ကိုစိုးရိမ်နေကြသည်ညတကောင်ရံတွင်နန်းဆောင်အတွင်းမှကလေးငိုတန်ထွက်ပေါ်လာခဲ့သည်ရှောင်၍သည်ရုတ်တရက်မတ်တက်ထွက်လိုက်ပြီးအခြေအနေဘလို့လဲမင်းသားလေးလားဟုစိတ်လှုပ်ရှားစွာမေးမြန်းလိုက်သည်သမီးတော်လေးပါမင်းသားလေးပါဝဝန်းတော်မသိတုံတုံရီဖြင့်အရှင်မင်းကြီးမင်းသားလေးပါဒါပေမဲ့မင်းသားလေးဟာအသက်မရှူတော့ပါဘူးသေဆုံးပြီးသားမွေးဖွားလာတာပါဟုလျှောက်ထားလိုက်သည်ရှောင်၍သည်ခဏမျှတိုင်ပုံးသွားပြီးအမြင်ထဲ၌တက်ဖြတ်လိုသည့်ဒေါသများထွက်ပေါ်လာခဲ့သည်ဒါမဖြစ်နိုင်ဘူးငါရဲ့ရင်သွေးတော်ဘာလို့သေဆုံးရတာလဲတမားတော်တွေကမင်းသားလေးကျမ်းမာတယ်လို့ပြောခဲ့တာမဟုတ်ဘူးလားတမားတော်တွေရောအရှင်မင်းကြီးတဲဖေးဤသွေးကြောများသည်တန်မာလှပါသည်သေဆုံးပြီးသားကလေးမွေးဖွားเสียအကြောင်းမရှိပါဘူးဟုတမားတော်ကြီးကလျှောက်ထားသည်နန်းဆောင်တစ်ခုလုံးကိုအပြတ်သက်စုံစမ်းစစ်ဆေးခဲ့ရာတဲဖေးတောက်သုံးခဲ့သောကိုဝင်ထိန်းစေးများထဲတွင်အစိတ်ပါဝင်နေသည်ကိုတွေ့ရှိခဲ့ရသည်တမားတော်ကြီးကစာကျွင်းများကိုကင်ထားရင်းဝမ်းနည်းစွာဖြင့်အရှင်မင်းကြီးကိုဝင်ထိန်းစေးထဲမှာအစိတ်တစ်မျိုးပါဝင်နေပါတယ်ဒါကိုရေရှည်တောက်သုံးရင်တနေသားကိုသေစေနိုင်ပါတယ်ဟုတင်ပြခဲ့သည်ရှောင်၍သည်မျက်နှာမဲမှောင်သွားပြီးအေးဆက်သောအရှိန်အဝါများထွက်ပေါ်လာခဲ့သည်သူသည်ထိုနေရာ၌ပင်ထိုင်ကာဆေးဝါးပေးဖို့သောအစီကံများမှအစတမားတော်များအထိကိုယ်တိုင်စုံစမ်းစစ်ဆေးခဲ့သည်နောက်ဆုံးတွင်အဖြစ်သည်ရှန်ဖေး၏နန်းဆောင်သို့တွားရောက်ညီဆွန်းခဲ့သည်သူမ၏အစီကံမိန်းမဆိုးကအစိတ်ခတ်ခဲ့ကြောင်းဝန်ခံခဲ့သည်ရှန်ဖေးသည်မိမိကိုယ်ကိုအကောက်ကြံခံရကြောင်းသိရှိသွားပြီးယူမတက်ဆွဆွဲချက်ကိုငင်းခုန်ခဲ့သည်အရှင်မင်းကြီးဒါဟာလှုပ်ဆက်ပါကျမမိသားစုဆိုင်ကနေအစိတ်တွေကိုတွားယူပြီးအကောက်ကြံစရာအကြောင်းမရှိပါဘူးရိုးဖင်သည်ကြောက်ရွံ့စွာဖြင့်ရှန်ဖေးဘက်မှကာကွယ်ပေးခဲ့သည်အရှင်မင်းကြီးရှန်ဖေးဟာအဲ့ဒီလိုလူမျိုးမဟုတ်တာကိုကျမအာမခံပါတယ်ကျမဒီလည်းဒူးထောက်လိုက်ပြီးအရှင်မင်းကြီးထိုမိန်းမဆိုးကိုအခြားသူတယောက်ကကြိုးဆွဲစေခိုင်းထားတာလားဆိုတာတေချာပြန်လည်စစ်ဆေးပေးပါဟုလျှောက်ထားခဲ့သည်တော်တော့ရှောင်၍သည်မျက်နှာဖြူလျှော့သွားပြီးဒေါသစိမ်းများထွက်ကာရှန်ဖေးသည်ရင်သွေးတော်ကိုအကောက်ကြံခဲ့သဖြင့်ယနေ့မှစ၍ယာရုကိုဖြုတ်ချကာမိမ့်မလအဖြစ်လျှော့ချသည်သူမအတွက်တောင်းပန်ပေးသူမှန်သမျှကိုတပါးတည်းအပြစ်ပေးမည်ဟုမိန့်တော်မူခဲ့သည်တဲဖေးသတိရလာချိန်တွင်ထိုသတင်းကိုကြားသိရပြီးဝမ်းနည်းပူဆွေးလွန်၍ခန္ဓာကိုယ်ပင်မအီမသာဖြစ်သွားခဲ့သည်တဲဖေးသည်ပါးနှက်သူဖြစ်ရာရှန်ဖေးသည်ဒဇခံဖြစ်ပြီးအစစ်အမှန်တရားခံမှာအခြားသူတစ်ယောက်ဖြစ်ကြောင်းရေးလဲစွာသိရှိခဲ့သည်သို့တော်ရှောင်၍သည်သူမအားစိန်ကားစွာစိုက်ကြည့်ရင်းအစိတ်ခတ်တဲ့မိန်းမကိုငါမင်းကြီးမင်းသားရုံးသို့ပို့လိုက်ပြီးမင်းကောင်းကောင်းအနားယူပါဟုပြောခဲ့သည်တဲဖေးသည်နာကျင်စွာဖြင့်မျက်ရည်များစီးကျလာခဲ့သည်10 ရက်အကြာတွင်ကျမသည်တဲဖေးအားတွားရောက်ကြည့်ရှုခဲ့သည်သူမသည်အလွန်အမင်းကြုံလီသွားခဲ့ပြီးတေမိတ်ကြထားသူကဲ့သို့တေမိတ်အငွေ့သက်များလွှမ်းမိုးနေခဲ့သည်သူမကိုကာကွယ်ဖို့အတွက်ကျမကိုကလေးဆုံးရှုံးရတဲ့နာကျင်မှုကိုပေးခဲ့တယ်မိဖုရားကြီးသူတို့တကယ်ကိုဆက်ဆုပ်เสียကောင်းလိုက်တာကျမသည်သူမ၏လက်ကောက်ဝတ်ကိုတင်းကျပ်စွာဆုပ်ကင်လိုက်ပြီးအသက်ရှင်အောင်နေပါဒါမှတရားမျှတမှုကိုပြန်လည်တောင်းဆိုနိုင်မှာပါဟုပြောလိုက်သည်တဲဖေးနန်းဆောင်မှထွက်လာပြီးနောက်ရှန်ဖေးထံတွားရောက်ခဲ့ရာသူမသည်အခန်းထဲတွင်အရက်မူးလွန်နေပြီးအစေခံများ၏စောင့်ကြည့်ခြင်းကိုခံနေရသည်ရိုးပင်မှမူကြောက်လန့်လွန်း၍ညတိုင်းငိုကြွေးနေရသည်နန်းတွင်း၌ကြီးဖေယုံသာလျှင်ထင်ပေါ်ကျော်စောနေခဲ့သည်အစေခံမလေးခြင်းဟဲကကျမအတွက်စိုးရိမ်စွာဖြင့်မိဖုရားကြီးဒါတွေဟာကြီးဖေယုံလှုပ်ဆောင်တာဆိုရင်မိဖုရားကြီးလည်းသတိထားရပါလိမ့်မယ်ဟုလျှောက်ထားခဲ့သည်ကျမသည်သူမ၏လက်ကောက်ဝတ်ကိုခက်တာတာပုတ်လိုက်ပြီးအကောင်းဆုံးကာကွယ်ရေးဟာတိုက်စစ်စင်တာပဲသူမရဲ့ဖေရိုးကွဲမဲ့အချိန်ကိုပဲစောင့်ကြဆိုဟုပြောလိုက်သည်နယ်စပ်ပုံကန်သူများစစ်အင်အားစုဆောင်းလာသဖြင့်နန်းတွင်း၌စစ်ပွဲသတင်းများလွှမ်းမိုးသွားခဲ့သည်ကြီးပေယုံကရန်သူများသည်စောင်းရာသီတွင်စစ်တိုက်လာမည်ဖြစ်ကြောင်းစစ်မြေပုံနား၌ရန်သူတို့၏တိုက်ခိုက်မိအကွက်များကိုအတိအကျဟောကိန်းထုတ်ခဲ့သည်ရှောင်၍သည်သူမ၏စကားကိုယုံကြည်၍ပြင်ဆင်ခဲ့ရာယူမန်ဂိတ်တွင်ရန်သူများကိုတုတ်တင်နိုင်ခဲ့သည်ရှောင်၍သည်အလွန်ဝမ်းမြောက်သွားပြီးကိုယ်တိုင်စစ်ထွက်ရန်ဆုံးဖြတ်လိုက်သည်မထွက်ခွာမီဝေယံဆောင်သို့ရောက်ရှိလာခဲ့ရာသူ၏မျက်နှာတွင်အမှောင်နှင့်အလင်းရောထွေးနေခဲ့သည်ငါ3 လကနေ6 လအထိကြာမယ်နန်းတွင်အာနာကိုမင်းကိုလွှဲအပ်ခဲ့မယ်အရှင်မင်းကြီးစိတ်ချပါကျမအစွမ်းကုန်စောင့်ရှောက်ပါမယ်သူသည်ကျမ၏လက်ကိုဆွဲယူလိုက်ပြီးတီဝေးမင်းငါကိုမုန်းသလားဟုမေးမြန်းခဲ့သည်ကျမသည်တည်ငြိမ်စွာဖြင့်ကျမအရှင်မင်းကြီးကိုဘာလို့မုန်းရမှာလဲဟုပြန်လည်ဖြေကြားခဲ့သည်သူ
သူ၏မျက်လုံးထဲတွင်ဇဝေဇဝါဖြစ်သွားပြီးစိတ်တဆဖြစ်နေသူကဲ့သို့မျက်နှာထားပြောင်းလဲသွားကလှည့်ထွက်သွားခဲ့သည်ကျမသည်ခေါင်းထဲမှခေါင်းစည်းရင်ထိုးကိုဆွဲဖြုတ်လိုက်ပြီးမုန်းတာပေါ့ရှောင်၍နင်ဘသူအပေါ်တစ္ဆာရှိခဲ့ဘူးလို့လဲဟုရေရွတ်လိုက်သည်စစ်ထွက်သည့်နေ့တွင်ကျမသည်ရိမ်းမျော်စင်ပေါ်မှလှမ်းကြည့်လိုက်ရာရှောင်၍၏ဘေးတွင်ကြီးဖေယုံပါဝင်သွားသည်ကိုမြင်တွေ့လိုက်ရသည်ကြီးဖေယုံသည်ကျမအားမာနထူစွာဖြင့်စိုက်ကြည့်ရင်းအနိုင်ရသူ၏အမူအရာဖြင့်ပြုံးပြနေခဲ့သည်ကျမသည်အေးဆက်စွာတုံ့ပြန်ပြုံးပြပြီးအောက်သို့ဆင်းလာခဲ့သည်ရှောင်၍စစ်ထွက်သွားသည်မှာ3 လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်စစ်အောင်သတင်းများဇက်တိုက်ရောက်ရှိလာခဲ့တော်လဲကြီးပေရုံ၏ကြိုတင်ဟောကိန်းများမှမူတန်ဖိုးမဲ့လာခဲ့သည်သူမသည်ရန်သူများတိုက်ခိုက်မိအချိန်ကိုကြိုတင်ခံမှန်းနိုင်တော်လဲရန်သူတို့၏စစ်ဗျူဟာကိုမသိရှိခဲ့ပေစစ်တပ်သည်ဝါရင့်စစ်သူကြီးများ၏စွမ်းဆောင်မှုဖြင့်သာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်ရှောင်၍သည်စိတ်တို့ဒေါသထွက်လာပြီးကြီးပေရုံအားစစ်မြေပြင်သို့ခေါ်ဆောင်ခဲ့မိသည်ကိုနောင်တရလာခဲ့သည်နောက်ဆုံးတွင်စစ်မြေပြင်မှဝမ်းနည်းပွဲသတင်းရောက်ရှိလာခဲ့သည်ရှောင်၍သည်ရန်သူ၏အကောက်ကြံမှုကိုခံရပြီးအသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေသို့ရောက်ရှိသွားခဲ့သည်ထိုသတင်းကိုမေတော်ကြီး၏နန်းဆောင်၌ရှိနေစဉ်ကြားသိခဲ့ရရာမေတော်ကြီးသည်တတိလစ်သွားခဲ့သည်မိဖုရားများလှုပ်လှုပ်ရှားရှားဖြစ်သွားကြတော်လဲကျမသည်တည်ငြိမ်စွာဖြင့်တမားတော်များကိုစေခိုင်းခဲ့သည်အမတ်များသည်နန်းတော်၌ရုပ်ရုပ်သဲသဲဖြစ်နေကြရာကျမသည်ပလင်တော်ဘေး၌ထိုင်ကာအဓိကအရေးကြီးတာကစစ်တပ်၏စိတ်ဓာတ်ကိုထိမ့်သိမ်းဖို့နှင့်အရှင်မင်းကြီးကိုနန်းတော်သို့ပြန်လည်ခေါ်ဆောင်ဖို့ပဲဖြစ်ပါတယ်ဟုမိန့်တော်မူခဲ့သည်ထို့နောက်ကျမသည်3 နှစ်တိုင်တိုင်စုဆောင်းထားသောအနောက်ဘက်ဒေသအချက်လက်များကိုအမတ်များထံထုတ်ပေးခဲ့သည်စစ်သူကြီးများသည်ထိုစာရွက်များကိုကြည့်ကာအံ့အားသင့်သွားခဲ့ကြသည်ကြီးဖေရုံ၏ကြိုတင်ဟောကိန်းများသည်သမိုင်းကိုသိရှိယုံမျှသာဖြစ်တော်လဲကျမ၏အချက်လက်များမှမူအမှန်တကယ်စစ်ရေးအချက်လက်များဖြစ်ကြသည်ခွဲဝေစစ်ပွဲများအပြီးတလခွဲအကြာတွင်ရှောင်၍အားနန်းတော်သို့တက်နိုင်သမျှပြန်လည်ခေါ်ဆောင်လာခဲ့သည်သူ၏ခန္ဓာကိုယ်၌ရန်သူတို့၏အစိတ်များတက်ရောက်နေပြီးတမားတော်များမကူတာနိုင်ခဲ့ပေကျမသည်သူ၏ကတင်ဘေးတွင်စောင့်ရှောက်ရင်းမူလဘဝကနာကျင်မှုများကိုပြန်လည်အမှတ်ရနေခဲ့သည်မူလဘဝတုန်းကကျမသည်သားငယ်လေးနှင့်အတူတေဆုံးခဲ့ရပြီးသူသည်ကြီးဖေရုံ၏ဟောကိန်းများကိုယုံကြည်ကာကျမတို့အားစွန့်ပစ်ခဲ့သည်ယခုအခါသူ၏အသက်သည်ကျမ၏လက်ထဲသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်ကြီးဖေယုံသည်ဟောကိန်းများမှားယွင်းမှုကြောင့်ရှောင်၍၏ဒေါသကိုခံခဲ့ရပြီးထောင်ချခံခဲ့ရသည်ရှောင်၍သည်သူမအားရင်သွေးတော်ကိုအစိတ်ခတ်မှုစည်ရေးမှားယွင်းအောင်လှုပ်ဆောင်မှုတို့ဖြင့်အပြစ်ပေးခဲ့သည်ကြီးဖေယုံသည်ယူသွစွာဖြင့်ငါဟာမိမ့်မမြတ်ပါငါအနာဂတ်ကိုကြိုသိနိုင်တယ်ဟုအော်ဟစ်ခဲ့တော်လဲရှောင်၍သည်သူမ၏စကားကိုမယုံတော့ပေတိုင်းပြည်အရေးအတွက်ရှောင်၍သည်ရန်သူတို့အားမြို့သုံးမြို့ပေးအပ်ကာငြိမ်းချမ်းရေးရယူခဲ့ရသည်အမတ်ကြီးများသည်စိတ်ပြတ်သွားခဲ့ကြတော်လဲမင်းကြီး၏အမိန့်ဖြစ်သဖြင့်မလွန်ဆန်နိုင်ခဲ့ကြပေကျမသည်ထောင်ထဲသို့သွားရောက်၍ကြီးဖေယုံအားသွားရောက်ကြည့်ရှုခဲ့သည်သူမသည်ယူသွနေပြီးကျမအားဆဲဆိုခဲ့သည်နေငါကိုအကောက်ကြံတာနေငါကိုဖျက်ဆီးတာကျမသည်အေးဆက်စွာရေမောလိုက်ပြီးဟုတ်တယ်နေလွန်ခဲ့တဲ့ဘဝတုန်းကငါနဲ့ငါသားပေါ်လုပ်ခဲ့တာတွေကိုပြန်ပေးဆက်ရတာပါဟုပြောလိုက်သည်ကြီးဖေယုံသည်ထိတ်လန့်သွားခဲ့သည်နင်ပါလို့ငါ့ကိုအစိတ်ခတ်တာလဲနေမကူးပြောင်းမီကစကားတွေကိုငါကြားခဲ့တယ်နေငါအပေါ်လုပ်ခဲ့သမျှအတွက်ဒီအစိတ်ရည်ကိုတောက်ရမယ်ကျမသည်သူမအားအစိတ်ရည်ကိုအတင်းကျပ်တိုက်ကြောက်ခဲ့သည်သူမသည်နာကျင်စွာဖြင့်ရုန်းကန်ရင်းကျမ်းပြင်ပေါ်တွင်တေဆုံးသွားခဲ့သည်ရှန်ဖေးသည်ယာရုပြန်လည်ရရှိခဲ့ပြီးရိုးပင်မာမူအေးဆက်သောနန်းဆောင်သို့နှင်ထုတ်ခံခဲ့ရသည်ရှောင်၍၏ကျမ်းမာရေးသည်တစ်နေ့ထက်တစ်နေ့ဆိုးရွားလာခဲ့သည်ထိုအချိန်တွင်တမားတော်ကြီးများကသတင်းကောင်းပေးခဲ့သည်ကျမတွင်ကိုဝင်ရှိနေပြီဖြစ်သည်ကျမသည်ဝမ်းမြောက်စွာဖြင့်မျက်ရည်ကျခဲ့ရသည်အသားလေးမမေစီပြန်လာပြီပေါ့တစ်နှစ်အကြာတွင်ကျမသည်မင်းသားလေးကိုမွေးဖွားပေးခဲ့ပြီးမိဖုရားခေါင်ကြီးယာရုသို့ရောက်ရှိခဲ့သည်ရှောင်၍သည်ကျမအတွက်အသုံးမဝင်တော့ပေကျမသည်သူ၏အစားအသောက်များတွင်အစိတ်ကိုအတန်တိတ်ထည့်သွင်းခဲ့သည်ထိုအစိတ်သည်အစေခံများမရိပ်မိနိုင်သောအစိတ်ဖြစ်ပြီးသူ၏ခန္ဓာကိုယ်ကိုတဖြည်းဖြည်းပျက်စီးစေခဲ့သည်သူသည်ညတိုင်းအိပ်မပျော်ဘဲယောဂဝေဒနာခံစားခဲ့ရသည်တဲဖေးသည်ကျမအတွက်မိသွေးများလာရောက်ပြင်ဆင်ပေးခဲ့သည်သူမသည်အတိတ်ကရိုးသားမှုကိုစွန့်လွတ်လိုက်ပြီးဖြစ်သည်မိဖုရားကြီးမင်းကြီးကဒီနေ့သွေးဝမ်းသွားပြန်ပြီဟုတဲဖေးကပြောခဲ့သည်ကျမသည်ငြိမ်သက်စွာဖြင့်တမားတော်များကိုတေချာကုသခိုင်းလိုက်ပါဟုပြောလိုက်သည်ကြီးဖေယုံတေဆုံးပြီးနောက်ရှောင်၍သည်လည်းယောဂဝေဒနာများကို10 နှစ်တိုင်တိုင်ခံစားခဲ့ရသည်သူသည်အားနည်းသောခန္ဓာကိုယ်ဖြင့်စာရွက်ပေါ်တွင်စာများရေးသားရင်းကျမ၏လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ခဲ့သည်မင်းသားလေးကိုတေချာစောင့်ရှောက်ရမယ်အရှင်မင်းကြီးဒါရီဟာအရှင်မင်းကြီးစီစစ်ရမယ့်ကိစ္စတွေမဟုတ်တော့ပါဘူးဟုကျမကအေးဆက်စွာပြန်ပြောခဲ့သည်ရှောင်၍သည်မျက်လုံးများပြူးကျဲသွားပြီးစကားတခွန်းမျှမဆိုနိုင်ဘဲအသက်စီဝင်ချုပ်ငြိမ်းသွားခဲ့သည်မင်းသားငယ်လေးသည်နန်းဆန်ခဲ့ပြီးကျမသည်မေတော်ကြီးဖြစ်လာခဲ့သည်သားလေးသည်10 နှစ်အရွယ်သို့ရောက်ရှိလာခဲ့ပြီးရှောင်၍နှင့်အနှဲငယ်မျှသာတူညီခဲ့သည်
နန်းတော်အနောက်ဘက်ရိမ့်မြော်စဉ်တွင်တဲဖေးသည်တယောက်တည်းရေကန်ကိုစိုက်ကြည့်နေခဲ့သည်ရှောင်၍တည်ဆုံးပြီးနောက်သူမသည်မြည်သည့်အခါမျှပြုံးရခြင်းမရှိတော့ပေကျမသည်သူမ၏နန်းဆောင်သို့တွားရောက်ကာအေးပါတယ်နန်းဆောင်ထဲပြန်ကြဆိုဟုပြောလိုက်သည်နှင်းများအရှိန်ဟုန်မပြတ်ကျဆင်းလာပြီးအတိတ်ကနာကြီးမှုများရန်ညိုးများအားလုံးကိုဖုံးလွှမ်းသွားခဲ့သည်ကြီးဖေယုံပြောခဲ့ဘူးသောစကားတစ်ခွန်းကိုကျမပြန်လဲအမှတ်ရမိသည်သမိုင်းစာအုပ်ထဲမှာနင့်နာမည်မကြံခဲ့ဘူးကျမသည်သမိုင်းအမှတ်များစာရေးနေသည်ကိုတွေ့ရှိခဲ့ရာခြေလမ်းများကိုရပ်တန့်လိုက်သည်သမိုင်းအမှတ်ကစာအုပ်ထဲတွင်မေတော်ကြီးလီမျိုးရိုးသည်မင်းသားငယ်အားကူညီခဲ့သည်ဟုရေးသားထားသည်ကျမသည်စာရေးတံကိုယူလိုက်ပြီးစာရွက်ပေါ်တွင်တစ်လုံးချင်းရေးသားလိုက်သည်ငါရဲ့အမည်ကလီရှုရှင်းဖြစ်ပါတယ်အမတ်များအံ့အားသင့်သွားကြတော့လဲသားလေးကမေကတတိရှိတဲ့အတွက်သမိုင်းထဲမှာနာမည်ထွန်းထူးထိုက်ပါတယ်ဟုပြောခဲ့သည်အမတ်များသည်ငင်းဆန်ခြင်းမရှိတော့ပေနှင်းများတိတ်ဆိတ်သွားခဲ့ပြီးသမိုင်းစာမျက်နှာတစ်နှင့်အတူနေ့တစ်တစ်နေ့စတင်လာခဲ့တော်သည်